တော့မဝအောင်ဒီနေ့ကြောင်းပေးရက်ပဲမနေ့ခုမနေ့တော့ငါကြောင်းစာတင်ထားတာဆိုဒီနေ့အပိုင်းနှစ်ပဲโอเคဒီနေ့ငါဖျက်မြန်မာဝတ်စုံလေးနဲ့ငါဖျားကိုငါသွားပြီးတော့ဖူးပါမယ်ရေမျက်နှာပဲရေချိုးလိုက်မယ်ရေချိုးမယ်ကျမဒီအိတ်လေးမှာပဲနေမှာပေါ့နော်ဒီအိမ်ပြောင်းလာတော့2ရက်3ရက်ပဲရှိသေးတယ်အဲကြောင့်မလို့ဒီလားငါရေချိုးပြီးသွားပြီဆိုတော့ငါရေချိုးပြီးသွားပြီဆိုတော့โอเคမြန်မာဝတ်စုံလဲပြီးသွားပြီဆိုတော့သွားပါတော့မယ်ကျမသွားပြီပေါ့နော်ကျမကားနဲ့ပဲကျမသွားဒီနေ့ကြောင်းပြည့်ရဲဆိုတော့ကျမတငယ်ချင်းနဲ့လဲကျမတငယ်ချင်းကျမတော့ခေါ်မယ်ပေါ့နော်ကျမတငယ်ချင်းလီလီကိုတော့ခေါ်မယ်ပေါ့โอเคသူ့အိမ်ကိုရောက်တော့မယ်ပေါ့နော်သူ့အိမ်ရတော့ကျတော့ကျမစပင်းညက်ဆိုင်နာမှာဆိုတော့โอเคသူ့အိမ်နောက်ရောက်ပြီဟဲ့လီလီနီလာဟဲ့နီလာအေးငါလာပြီအဲ့ဆိုသွားကြမယ်လေအေးဆိုလာငါတို့ဒီနေ့ဖျားသွားဖူးမှာနော်အဲ့ဆိုကဘောတက်ဖြေငါဒီနေ့ကရက်လိုက်မယ်နော်အေးရက်လိုက်အဲ့ဆိုလာဒါမှဖျားဖူးရောက်ပြီဒါလေโอเคသွားမယ်ဒီမှာဖျားဖူးရောက်ပြီဆိုတော့ကျမတို့ဖျားလေးခိုးတော့ပါမယ်ရှင်โอเคငါတို့ဖျားချက်ခိုးပြီးလိုက်ဆိုတော့သွားကြမယ်လားတငယ်ချင်းကြီးညအရင်လာတာပဲအေးငါလည်းငါပြောပြီးတော့ကျေးဇူးတင်တယ်ဟဲ့ဒီနေ့အကြောင်းပဲသူများရင်ကြောင်းပေးရဲဆိုတော့လေလူတွေလည်းမလာဘူးနော်အေးဟုတ်တယ်အဲ့ဆိုငါတို့နှစ်ယောက်လေစကားပြောကြမယ်အေးဘာပြောမှလဲမမြန်သွားကြမလို့ငါတို့အေးဘယ်သွားကြမှာလဲဒီငါတို့နှစ်ယောက်ဒီနေ့ကြောင်းပိတ်တယ်ဆိုတော့ငါတို့လေဘာလဲဟိုမှတော့စောကြမလဲခလေးတွေနဲ့အေးကောင်းပါမယ်ငါတို့ကမြန်မာဝတ်စုံနဲ့အေးကောင်းပါတယ်ကောင်းအဲ့နားမှာရက်ထားလိုက်အေးကောင်းအဲ့နားမှာရက်ထားလိုက်မယ်လာဒါငေါငယ်တော့စောခဲ့တယ်ဟာလေဟုတ်တယ်မြင်ငါဒီမှာတွေ့ရလေဟုတ်တယ်အဲ့ဒါငါတို့ကလေးနဲ့စောကြည့်ကြမယ်လာကလေးတွေကိုရေးလာဝူးဟာအဲ့လိုနေငါ့ကိုလိုက်အေးလိုက်မယ်ဒီငါ့ကိုလိုက်မဒီနာကိုလိုက်ငါ့ကိုလိုက်နေပြီငါ့ကိုမိနေပြီမလားမလေးလာနေညိနေပြီမလားလာဝူးမနေ့ကကြာငါတို့ကြောင်းပြန်တက်ရအောင်မယ်နော်ဟုတ်တယ်လာငါတို့အိမ်ပြန်ကြမယ်နေ့အိမ်ကိုလည်းငါလိုက်ပို့မယ်လေအေးမနေ့3 5နာရီ9နာရီထိုးနေ6နာရီတော့ထိုးနေလာငါတို့ကနေ့မကြာကြောင်းတက်ရမှာဆိုငါနေ့အိမ်ငါလိုက်ပို့ပေးငါသွားပြီနော်အေးငါ့ကိုပဲပို့ပေးလိုက်နော်မမြန်မဲအေးငါပို့ပေးလိုက်မယ်နေ့ကိုကြောင်းငါပို့ပေးလိုက်နေ့ကိုငါအိမ်ဆုံးပို့ပေးလိုက်အေးငါ့ကိုလိုက်ပို့ပေးလို့ကျေးဇူးတင်အေးလိုက်ဘာဖြစ်ပါတငယ်ချင်းပဲနေ့ရပဲလားအဲ့ဒီနာမရဲ့အေးရဲလိုက်မယ်နော်အဲ့ဒါဆိုငါသွားပြီနော်အေးသွားသူလည်းထဲဝင်ပါပြီဆိုတော့ငါလည်းအိမ်ပြန်တော့မယ်ခင်ဗျာအိမ်ပြန်ပြီးတော့ငါရေမိုးချိုးပြီးတော့အိတ်တော့မယ်ငါအရင်ပြင်မနေပြီတငယ်ချင်းနဲ့ဆော့တာဆိုတော့ရေမိုးမယ်ကိုကပြန်လာတဲ့ခါကျရင်ကိုရေချိုးတတ်တဲ့လူတီလားယူရိုက်ဆိုတော့ငါအိမ်သွားလေးလိုက်အောင်မယ်ဟေးငါအိတ်တော့မယ်နောက်ထပ်ဗီဒီယိုလေးကိုလည်းတင်ပေးပါမယ်အခုဗီဒီယိုလေးကတော့ပြီးသွားပါပြီနောက်ထပ်ဗီဒီယိုလေးမှာတွေ့ပါမယ်